အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Boring Freelance Content ဘာရဲ့ CEO ရဲစံဖြစ်ပါတယ်ဒီနေ့ကျွန်တော်အကြောင်းအရာနှစ်ခုမျှဝေပေးချင်တယ်ဗျအဓိကတော့ Content Writer လုပ်နေတဲ့လူတွေအတွက်ပါကိုယ့်ရဲ့ Content တွေကိုဈေးကွက်ထဲမှာရောင်းရချင်တယ်အလုပ်ဖြစ်ချင်တယ်ဆိုရင်ဒီနှစ်ချက်ကိုလုပ်ကြည့်ဗျအဲ့ဒါဘာလဲဆိုတော့ client ရဲ့အကြိုက်ကိုသိဖို့နဲ့ audience အထားကိုသိဖို့ပဲဒါမြန်မာနိုင်ငံက Content Writer တွေဆိုပို့ပြီးတော့မှဒီဟာနဲ့အလုံးဝအဆင်ပြေလိမ့်မယ်ဒါက theory မဟုတ်ဘူးဒါပေမဲ့အကျိုးရှိလိမ့်မယ်ပေါ့နော်ဒါကျွန်တော်ရဲ့6နှစ်တာတက်တန်းအတွေ့အကြုံကျွန်တော်မျှဝေပေးတာဖြစ်တယ်ကျွန်တော်တို့အလုပ်လာအပ်တဲ့ client ကဘာကြိုက်လဲကျွန်တော်လူတွေမှာအကြိုက်တစ်မျိုးရှိတယ်ဥပမာကျွန်တော်တို့ကညင်ညင်တတာပြောတာကြိုက်တယ်တချို့တွေကျွန်တော်ပြက်ပြက်တတာပြောတာကြိုက်တယ်တချို့တွေကျတော့လည်းတခြားလေးနှွေးထွေးမှုပေးပြီးရှင်းပြတာကြိုက်တယ်ဒီလိုအကြိုက်ချင်းတွေမတူကြအောင်ကျွန်တော်တို့ဒီဈေးထဲမှာကုန်ပစ္စည်းတစ်ခုကိုရောင်းတာမဟုတ်ပဲကျွန်တော်တို့ရဲ့ရေးတဲ့အရေးအသားကိုရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ပထမဦးဆုံးအနေနဲ့ကို client ရဲ့အထားကိုသိဖို့အရေးကြီးတယ်သူတို့နဲ့ဒီ content ပုတ်ကိုစမြေးခင်မှာစကားများများပြောပါတော့အဲ့ဒီကနေမှသူတို့နဲ့သူတို့ရဲ့အချက်တွေကိုသိအောင်လို့သူတို့ဘာကြိုက်နေလဲသူတို့ကဘယ်လိုပုံစံလိုချင်လဲဆိုတာကိုသိအောင်လို့ဒါသိပြီးပြီဆိုရင်ကျွန်တော်တို့က 100% client ရဲ့အကြိုက်ကိုပဲလိုက်လို့မရအောင်သူရေးကားတဲ့ product ရဲ့ audience ရဲ့အထားတွေကိုကျွန်တော်တို့ကသိဖို့လိုအပ်တယ်ဥပမာ client ကဘာရောင်းတာလဲဥပမာစိန်ရွှေရတနာရောင်းတာလားစိန်ရွှေရတနာရောင်းတယ်ဆိုလို့ရှိရင်သူ့ရဲ့ audience ဒီဘယ်လိုလူမျိုးဖြစ်နိုင်မလဲဘယ်လိုလူတန်းစားကိုရည်ရွယ်တာလဲစိန်ရွှေရတနာရောင်းတာအောင်မှာဇီပိုပိုစိန်ရွှေရတနာကိုရောင်းတာလားသို့မဟုတ်အရင် grade level စိန်ရွှေရတနာကိုရောင်းတာလားဒီပေါ်မူတည်ပြီးတော့မှကျွန်တော် content တွေကိုဖန်တီးပေးရတယ်လို့ audience ကဘယ်လိုလက်ခံလဲဆိုတဲ့ပုံမူတည်ဥပမာကျွန်တော်ပန်းတီးရောင်းတာကြီးကိုစိန်ရောင်းတဲ့ပုံစံတွားလုပ်လို့မရတယ်လို့စိန်ရွှေရတနာရောင်းတာကိုကျွန်တော်ဟင်းရကစုံရောင်းတဲ့ပုံစံတွားလုပ်လို့မရအောင်ကျွန်တော် content writer အများစုမားကြတာဒီ team ထဲမှာရှိတဲ့ content writer ကြီးဆိုလဲတခုခုတင်ပေးရဆိုလို့ရှိရင်တို့ကအမြဲတမ်းအဲ့ theory ကိုမှတ်တယ်ဒါပေမဲ့လက်ရှိတကယ်လက်တွေ့ဘဝမှာဖြစ်ပျက်နေတဲ့ဟာတွေတို့ဆွဲမထုတ်တော့ဘူးအဲ့ဒါအရန်လိုအပ်ချက်ရှိရလို့ကျွန်တော်ကတော့မြင်တယ်ကို content တွေကိုဈေးကွက်မှာအဆင်ပြေဖို့အတွက်ဒီနှစ်ချက်ပဲလို့ကိုရေးပေးရမယ့် product ရဲ့ audience ထားကိုသိအောင်လို့ okay နောက်တစ်ခုကိုအလုပ်လာတဲ့ client ရဲ့အကြိုက်တာပါတယ်ဒီနှစ်ချက်ကိုသိအောင်လုပ်ရင် content လည်းပိုကောင်းလာသလိုကိုကဈေးကွက်ထဲမှာပိုပြီးအလုပ်လုပ်ရတဲ့ content writer တယောက်ဖြစ်လာမှာဖြစ်တယ်ဒီချက်နှစ်ချက်ကိုလုပ်ကြည့်ဖို့ကျွန်တော်ကတော့တိုက်တွန်းပေးချင်ပါတယ်